ကောင်းကင်မှာမပြန်ပဲရေအောက်မှာပြန်တန်းနေတဲ့ငှက်သို့မဟုတ်ပန်ကွင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့ပန်ကွင်းတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပန်ကွင်းများသည်ရေခဲပြင်နှင့်ပင်လယ်ပြင်တွင်ကျင်လည်ကျက်စားတတ်သောပြန်တန်းနိုင်စွမ်းမရှိတဲ့ငှက်မျိုးစိတ်ဖြစ်ကြပါတယ်နေထိုင်ရာဒေသများပန်ကွင်းများကိုကမ္ဘာတောင်ဘက်ခြမ်းတွင်အများဆုံးတွေ့ရတတ်ပါတယ်အများစုကအနာတိကတိုက်၏အေးခဲသောဒေသများတွင်နေထိုင်ကြတော့လဲအချို့မျိုးစိတ်များသည်ဂါလာပါဂိုကျွန်းစုကဲ့သို့အပူပိုင်းဒေသများနှင့်နယူးဇီလန်၊ဩစတြေးလျ၊တောင်အာဖရိကနိုင်ငံတို့၏ကမ်းခြေများတွင်လည်းနေထိုင်ကြပါသည်ခန္ဓာကိုယ်တိဆောက်ပုံပန်ကွင်းများသည်ကောင်းကင်တွင်မပြန်နိုင်တော့လဲရေကူးသည့်နေရာတွင်အလွန်ထူးချွန်ကြပါသည်တနာရီကို15မိုင်ကနေ25မိုင်လောက်အထိအရှိန်နဲ့ပြန်တန်းသလိုကူးခတ်နိုင်ကြပါတယ်၎င်းတို့၏တောင်ပံများသည်ရေထဲတွင်လှော်တက်များအဖြစ်အသုံးဝင်ကြပါတယ်ဒါကြောင့်သူတို့ရဲ့တောင်ပံတွေကိုရေအောက်တောင်ပံလို့တောင်ခေါ်ကြပါတယ်ပန်ကွင်းတို့၏ကြောဘက်ကအမဲရောင်ဖြစ်ပြီးဝမ်းဘက်ကအဖြူရောင်ဖြစ်ပါတယ်ထိုရောင်သည်ရန်သူများရန်မှကာကွယ်ဖို့အတွက်အထက်မှကြည့်လျင်ပင်လယ်ရေနက်ပိုင်းနှင့်ရောသွားပြီးအောက်မှကြည့်လျင်အလင်းရောင်ရှိသောရေမျက်နှာပြင်နှင့်ရောသွားစေရန်သဘာဝကပေးထားသည့်အရာဖြစ်ပါတယ်ရေမတင်သောအမွှေးတောင်များပါရှိပြီးထိုအမွှေးများအောက်တွင်အဆီလွှာရှိသောကြောင့်အလွန်အေးသောရေထဲတွင်နှွေးထွေးစွာနေနိုင်ကြပါတယ်စားသောက်မှုနှင့်နေထိုင်မှုဘဝပန်ကွင်းများသည်ပင်လယ်စာများကိုသာစားသုံးကြပါသည်အဓိကအားဖြင့်ငါးပဇွန်စိတ်ငယ်နှင့်ပြေကြီးငါးများကိုဖမ်းယူစားတောက်တတ်ကြပါသည်၎င်းတို့သည်အုပ်စုကြီးများဖွဲ့၍နေထိုင်လေးရှိကြပါသည်အုပ်စုလိုက်နေခြင်းဖြင့်ရန်သူကိုကာကွယ်နိုင်ရုံသာမကအချင်းချင်းပူးကပ်နေခြင်းကြောင့်အေးဒဏ်ကိုလည်းကာကွယ်နိုင်ပါတယ်ကုန်းပေါ်တွင်လမ်းလျှောက်လျင်တိုတီဖြင့်ရှောက်တက်ကြသလိုဘိုက်ဖြင့်ရေခဲပြင်ပေါ်တွင်ရှော့တိုက်သွားခြင်းကိုလည်းလှုပ်ဆောင်တတ်ကြပါတယ်ထူးခြားသောမျိုးပွားခြင်းပန်ကွင်းများသည်ဥ၍သားဖောက်ကြပါတယ်အချို့မျိုးစိတ်များတွင်အထီးများကဥကိုခြေထောက်ပေါ်တင်ကဝမ်းပိုက်အစီပြင်ဖြင့်အုပ်ပြီးအေးဒဏ်မှကာကွယ်ပေးထားစဉ်အမများကအစာရှာထွက်ကြပါတယ်၎င်းတို့သည်မိသားစုအပေါ်တစ္ဆာရှိကြသည့်တရားများဖြင့်လူသိများကြပါတယ်ဒီနေ့တော့ပန်ကွင်းတွေရဲ့အကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးပန်ကွင်းတွေအကြောင်းကိုပုံမနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ channel ကို subscribe, like, comment, share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။